ဒါဟာဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့အဆင့်မြင့်ဆုံးနာနိုဘော့ဒုံးကျည်ပဲဖြစ်ပါတယ်တခါအသက်သွင်းလိုက်တာနဲ့ဒီစက်ရုပ်သေးစားလေးတွေဟာထိမနိုင်သိမရပွားများလာပြီးတန်ချက်ကတင်ကားကြီးတစ်စီးကိုတောင်စက္ကန့်ပိုင်းအတွင်းစားပွဲပစ်နိုင်စွမ်းရှိပါတယ်တကယ်လို့ထိန်းချုပ်မှုလွတ်သွားမယ်ဆိုရင်မြို့တစ်မြို့လုံးကိုတောင်ဝါမျိုးဖျက်ဆီးပစ်နိုင်ပါတယ်ဒါပေမဲ့စစ်တပ်ကတည်ယူပို့ဆောင်နေုံမှာပဲဒီဒုံးကျည်ကိုရှို့ဝက်ဆန်းကျဲတဲ့အဖွဲ့တစ်ခုကကြားဖြတ်လူယူသွားခဲ့ပါတယ်သူတို့ရဲ့စွမ်းအားကိုစမ်းသပ်ဖို့အတွက်အီဖယ်မျော်စင်ကိုပြစ်မှတ်ထားပြီးပစ်ခတ်လိုက်ကြပါတယ်ဒုံးကျည်ထိမှန်လိုက်တာနဲ့တပြိုင်နက်နာနိုဘော့လေးတွေဟာတန်ထယ်တွေကိုစတင်ကပ်ဖြတ်ပါတော့တယ်ပျက်စီးသွားတဲ့အပိုင်းအစတွေဟာမြေပြင်ပေါ်ကိုတောက်လျှောက်ပြုတ်ကျလာပါတယ်အဲ့ဒီပျက်စီးတွေလမ်းပေါ်ကိုကြားရောက်တာနဲ့မျှအနားမှာရှိတဲ့ကားတွေစီကိုလည်းနာနိုဘော့တွေဟာလျင်မြန်စွာကူးဆက်သွားပါတယ်ဒီရလက်ကိုမြင်လိုက်တဲ့ရှိုးဝက်အဖွဲ့ကကျင်းနဲ့သွားပြီးဒုံးကျည်နဲ့အတူထွက်ခွာဖို့ပြင်ကြပါတယ်ရဟရင်ပြန်တက်ခါနီးအချိန်မှာပဲအေဂျင့်တယောက်ဟာရုတ်တရက်ခုန်ထွက်လာပါတယ်သူဟာနောက်ဆုံးစက္ကန့်မှာလေယာဉ်ပေါ်ကိုခုန်တက်နိုင်ခဲ့ပြီးနာနိုဘော့ပရိုဂရမ်ကိုအမြန်ဆုံးပိတ်ပစ်လိုက်ပါတယ်ဒါကြောင့်နာနိုဘော့တွေပြန့်နှံ့မှုကိုနောက်ဆုံးမှာရပ်တန့်နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအီဖယ်မျော်စင်ရဲ့တိစောက်ပုံကပျက်စီးသွားပြီဖြစ်လို့အနားကတရားဘက်ကိုစတင်ရိုင်းနေလာပါတော့တယ်တရားပေါ်ကလူတွေဟာလည်းထို့အပြေးဖို့အချိန်မရတော့တာကြောင့်အသေးအပြောက်အများကြီးရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဖွဲ့ဝင်တွေကနစ်ကိုဖမ်းဆီးပြီးရှိုးဝက်ချေဆက်စခန်းတစ်ခုစီခေါ်သွားကြပါတယ်အဲ့ဒီမှာစခန်းကောင်းဆောင်ဂျေဆန်ပေါ်လာပြီးနစ်ကိုတုံလို့เสียရှိုးဝက်ချက်တစ်ခုပြောပြပါတယ်တကယ်တော့သူဟာဒီဒုံးကြီးကိုဥဆုံးတီထွင်ခဲ့သူဖြစ်ပါတယ်သူကဒီလက်နက်ကိုစစ်တပ်စီကိုအရင်ရောင်းချခဲ့ပြီးမှအခုလိုကြားဖြတ်လို့ရမှုကိုကိုယ်တိုင်စီစဉ်ပြီးပြန်သိမ်းပိုက်ခဲ့တာပါသူ့ရဲ့ရည်ရွယ်ချက်ကတော့စစ်တပ်ရဲ့ဘတ်ဂျက်တွေကိုအလွဲသုံးစားလုပ်ပြီးသူ့ရဲ့ကိုယ်ပိုင်အင်မာယာကိုတည်ထောင်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီနောက်သူဟာထိန်းချုပ်ရေးစခန်းကိုသွားပြီးနာနိုဘော့တွေကိုတက်ချင်းပစ်ဒုံးကြီးတွေရဲ့ကိုထည့်ဖို့သူ့ရဲ့လက်အောက်ငယ်သားတွေကိုအမိန့်ပေးပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကစစ်တိုက်ဖို့မဟုတ်ပဲကဘာကြီးကိုချင်းချောက်ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကဒီစခန်းကိုခြေရာခံကိရိယာသုံးပြီးရှာဖွေတွေ့ရှိနေပြီဆိုတာကိုတော့သူမသိလိုက်ပါဘူးမကြခင်မှာပဲသူတို့ဟာရေအောက်ခြေစိုက်စခန်းနဲ့ဒုံးကြီးပစ်စင်တွေကိုပါတိတိကျကျရှာဖွေတွေ့ရှိသွားပါတယ်ဂျေဆန်ရဲ့အစီအစဉ်ကိုရပ်တန့်ဖို့နစ်ခါချက်ချင်းပဲလှုပ်ရှားပါတော့တယ်သူဟာနစ်ရှော့စီရင်နဲ့ဒုံးကြီးပစ်လို့ရနေရစီကိုအပြေးမောင်းသွားပေမဲ့နောက်ကျသွားခဲ့ပါပြီတက်ချင်းပစ်ဒုံးကြီး၃ဆင်းဟာမြို့ကြီးတွေစီကိုဥတီပြီးတပြိုင်နက်တည်းပြန်တက်သွားပါတယ်အရေးကြီးတဲ့အချိန်မှာပဲသူဟာဒုံးကြီးတစ်စင်းကိုပစ်လွတ်ပြီးပထမဆုံးတစ်စင်းကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ကျန်တဲ့နှစ်စင်းကတော့တာမန်ဒုံးကွင်းဒုံးကြီးတွေမမီနိုင်တဲ့အမြင့်ကိုရောက်သွားပါပြီဒါကြောင့်သူဟာအဆင့်မြင့်ဆုံးတိုက်လေယာဉ်တစ်စင်းနဲ့အတန်ထက်မြန်တဲ့အချိန်ကိုအသုံးပြုပြီးလိုက်လံကြဖြစ်ပါတော့တယ်မကြာခင်မှာပဲမော်စကိုမြို့စီကိုဥတီနေတဲ့ဒုံးကြီးကိုသူမိသွားပါတယ်တိုက်လေယာဉ်ကပြစ်မှတ်ကိုတေးသေးချာချာတောက်ခတ်လိုက်ပြီးဒုံးကြီးကိုချက်ချင်းပဲဖျက်ဆီးပစ်လိုက်ပါတယ်ဒါပေမဲ့အခုတော့နောက်ထပ်အချက်တဲတစ်ခုကထပ်မံပေါ်ပေါက်လာပြန်ပါပြီ